TikTok ကကိုကြည့်ပြီးသားဗီဒီယိုတွေအားလုံးကိုပေါ့နော်ဟိုအရင်ကလို့စတင်ပိုင်းထဲမှာသွားပြီးတော့ဖြတ်စရာမလိုပဲနဲ့ဒီ TikTok ရဲ့အပြင်ဘက်မှာပဲကိုကြည့်ပြီးသားဗီဒီယိုတွေအားလုံးကိုကြည့်ပြီးဖြတ်နည်းကိုယွန်းလေးကလာရောက်ရောက်ပေးမှဖြစ်တယ်ရှင်သွားမကြည့်သေးခင်မှာငွေရတဲ့ကောက်ဒီစချင်တဲ့ပတ်သက်ပြီးတော့လာရောက်ရောက်ပေးမှာမို့အရေးကြီးတဲ့ချက်လက်တွေမဆုံးရှုံးရအောင်ယွန်းလေးကို follow လေးလုပ်ပေးထားမယ်ရှင်ဘယ်နေရာလေးမှာသွားပြီးတော့ဖြတ်ရမလဲဆိုတာအသေးစိတ်ယွန်းလေးနဲ့တူတူသွားကြည့်ကြမယ်ရှင်တချို့သူတွေကတော့ဒီနေရာလေးမှာဘယ်တော့ကနေရနေလဲမသိဘူးပေါ့နော်ယွန်းလေးကတော့ခုသလုံးမှရလာတာဟုတ်ပါတယ်လို့နော်ကိုကြည့်ပြီးသားဗီဒီယိုတွေကိုစတင်နဲ့သွားစရာမလိုဘဲနဲ့ပေါ့နော်ဒီနေရာလေးမှာနှိပ်လိုက်မယ်ဒီမှာဆိုရင်ကိုကြည့်ထားတဲ့ဗီဒီယိုတွေအားလုံးဒီတနေရာထဲမှာရှိတယ်ပေါ့နော်ဖြတ်ချင်တယ်ဆိုရင်တော့ဒီ select ကိုနှိပ်လိုက်မယ်ပြီးပြီဆိုရင်တော့ဒီအောက်နာက select always his story ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ပြီးပြီဆိုရင်တော့ဒီဘက်က delete ဆိုတဲ့နေရာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ပြီးပြီဆိုရင်ဒါ delete ကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့ပြတ်သွားပါပြီကိုကြည့်ပြီးသားဗီဒီယိုတွေအားလုံးပေါ့နော်ကိုတွေကရောဒီလိုမျိုးအပြင်ကနေပြီးတော့ကိုကြည့်ပြီးသားဗီဒီယိုတွေဖြတ်လို့ရနေပြီလားဆိုတာသွားပြီးတော့ကြည့်ကြည့်ပါရှင် TikTok ကနေဝင်ငွေလဲရမယ်စီးပွားရေးလေးလုပ်ချင်တယ်ဆိုတဲ့သူလေးတွေပေါ့နော်ယွန်းလေးရဲ့ချက်ပေါက်မှာအသေးစိတ်လာရောက်မြင်မြန်စုံစမ်းလို့ရပါတယ်ရှင်